ဖွင့်ပြီးသားလားဖွင့်ပြီးသားမင်းမရအောင်ပြက်ရတယ်နောက်ကနေမင်းနေလို့ဟဲ့လို့ရှေ့ထွက်လိုက်ကွာဆောင်းရဲပူပြီညအခုမပူတော့ပါဘူးကိုအေးဝိုင်းပေါ့လားကိုအေးဝိုင်းနော်ပြင်မှာပြောအပြင်မှာရာသီက41ဆွေတော့လာပါချင်းဟိုဟာလေးပြင်မယ်လေးတော့တောက်လိုက်နော်ပြီးဝါတာတောက်ရှင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီနေ့တော့တွေ့ရကြဖြစ်တဲ့ငွေချင်းတစ်ယောက်ကပတ်စီမှာဖြစ်ပါတယ်။ညမှာတွေ့ရဲ့အကြောင်းလေးပြောမယ်။အခုလောဆယ်တော့အေးဆိုင်တော့အေးတော့မယ်။ညရှိကြပြီမလား။ရှိကြပြီဒီတော့ပြမှာတင်ထားတဲ့ okay ဆိုင်ဝဲသွားမှာ Mr. Okay အဲ့မှာအေးတော့မယ်။အေးတော့မယ်လက်ကားတော့လို့လိုက်လာမှန်တော့မလိုက်ရှိဘူး။အိမ်မှာအေးစေးနေတာလာခေါ်တာ။ညရာသီဥတုပူတယ်အားလုံးတိတ်ခဲပါ။မလေးလှုပ်ပြီးတဲ့နောက်ပိုင်းမှာဒါပထမဆုံးပြန်တွေ့တာပဲ။ပထမဆုံးပြန်တွေ့ရမှာပထမဆုံးရိုက်ဖြစ်တယ်ပထမဆုံးရိုက်ဖြစ်တယ်နော်တမင်မရိုက်တာပါနော်ပြီးမူးယူပြီးမပြန်တာတညလားမည What? Bro, what are you talking about, man? ဆယ်တန်းနေတော့စီဇန်2ဖြည့်ကုန်ဒီမလေးရတော့အောင်ပါပါဟိုကောင်တွေကတော့အောင်မဲ့ကောင်တွေမဟုတ်ဘူးရက်တော့ကြမှာဒီမလေးရတော့အောင်မရောက်သေးဘူးငါဒီလိုလဲမှာတော့ငါပူရှုံးတယ်အော်မဖြစ်ပါရှင်နာတော့ပါလို့ရှင်နောက်ခွက်มาလာနော် A few moments later ဒီတိုင်းတော့အဆုံးမေးတွေရတော့ဆုံးမေးတော့ပြင်လိုက်လာတယ်လေအဲ့လိုပြောရမင်း line ပေါ်တင်မယ်ကွာဘာလို့ခေါ်လဲရဲမထည့်လိုက်ကွာဒါပြရလားဒီမလို့ဒါလေးဖွင့်လိုက်ပြီကွာဒီမှာဘယ်ဝဲဟာဒီမှာလားဒီဆောက်ချက်ပွဲပြီဒါပါဒါကိုရင်းတီကိုပတ်ရှင်နဲ့တကောင်းလေနော်ဒီဆိုင်မှာခွက်တော်ကတော့မနေ့ကမှရောက်တာပါ။အဲ့ခွက်ပြောင်းသွားရနော်။ပြောင်းလိုက်။ခုလိုအရှိလေးမလုပ်တော့လား။အရင်တော့ပုံလာတယ်။အရင်တော့လည်းနည်းရှိ။နေကြတော့ရေရှည်ကြတော့တိတ်ပြီးတော့။အော်အဲ့ဒါစီကြည့်ရတာ မကောင်းဘူး။မဟုတ်လို့ကနာမည်လည်းမြင်ရတယ်ခုလိုအရှိလေးမလုပ်တော့လား။အရင်တော့ပုံလာတယ်။အရင်တော့လည်းနည်းရှိ။နေကြတော့ရေရှည်ကြတော့တိတ်ပြီးတော့အော်အဲ့ဒါစီကြည့်ရတာမကောင်းဘူး။မဟုတ်လို့ဘယ်ချိန်ကြီးဖွင့်ခဏနာမနဲ့ကျွန်တော်တို့ချွေရပြီ Master OK ကနေပြီးတော့ချွေရတော့ခုမှငါရတယ်မင်းကမတော့ထွက်လာပါဘူးချွေတောက်လို့ကောင်းတယ် Hey mama look at me Hey you wake a rocking bell Kakit ဆက်ပြရတယ်ဟာလည်းငယ်လည်းကောင်းကြပဲလောက်တယ်လောက်ရင်ပြေးနော်အဲ့ trauma ကလည်းဒီရှိတော့နော်ဒါပေမဲ့အဲ့သူဘေးခဲ့တဲ့ trauma တွေလောက်တော့မဆိုးဘူး I'm sorry but don't wanna talk I need a moment before I go နော်ဆိုင်မှာတောက်ခဲ့တဲ့ passion ပေါ်ဥစ္စာလေးပေးပါဦး passion လေးပေါ့တယ်တောက်လို့တော့ဖြစ်တယ်မဟုတ်တောက်လို့တော့ကောင်းတယ်ဖြစ်တာမကောင်းတယ်နော်ပေါ့ဘာပေါ့အောင်ဆိုတော့အရှင်ပေါ့နေဟာ green tea ပါသွားလို့လည်းမင်း passion ကြီးတောက်ခိုင်းအဲ့ဒါဘာကြီးအောင်ဘာနဲ့ပြောတာပြင်မဲနဲ့ green tea နဲ့ green tea ပါသွားလို့ green tea ကနည်းနည်းခါတယ်ကွာ
နိုင်ရလာရီသားဟောင်းတတိယရီသားဟောင်းเนี่ยလည်းများကုန်တယောက်လည်းမဟုတ်တော့ရှုပ်တော့ရှုပ်နေဘာတွေမှလည်းမသိဘူး ဘာတွေရောမသိဘူးရှုပ်လာတယ်မနေရကွာဒီလားငါတို့တက်ရွယ်ဆိုတာကွာအဲ့လိုအတိအကျတွဲတဲ့စော်လေးတယောက်တော့ရှိနေတာကွာဒီလားဝေးလေးကတော့မရဘူးဝေးလေးကတော့ဒီလိုလက်တနာတွေဘာမသိ အဲ့ဒါတီးလို့မိမမြည်တယ်ဂိုင်းနေတယ် ဟာဟုတ်လေအဲ့လိုပြောကြတာပေါ့ဒီရှက်ကယူရမယ်ဆိုရဲကောင်မလေးနဲ့ရှိရပဲကွာဒီလားဘေးကိုလည်းချက်တယ်ချက်တိုင်းတယ် ယူရမယ်ဆိုရင်ရှိနေမယ်လို့တော့ မယ်လို့တော့ဘေးကိုတော့ကြည့်ရသေးတယ်ပြောကြည့်ပဲချက်တိုင်းဒီနေ့ရောက်ဖြတ်သွားလို့အိမ်မှာလူဘယ်ယောက်ရှိ3ယောက်ငါတို့ပါတယ်လီယိုရပါတယ်လား ဒီရောက်ကကောင်းတယ်ဒါပေမဲ့ညညလူမရှိတဲ့လူတွေကနည်းနည်းဟိုဟာဖြစ်တယ်လာကြ သူ့ရတယ်သူထိုင်နေရတယ် ဒီကတော့သွားတယ် ငါမထိုင်ဘူးလေအဲ့ဆိုင် အားလည်းတစ်ခါမှမနိုင်ဘူး ကွန်ပျူတာကြီးဆိုရင်မထိုင်တာလေကွာ အဲ့ဆိုင်တစ်ဆိုင်ပဲကျန်တော့မထိုင်ရသေးရ မင်းအဲ့နာကဂျပန်ဆိုင်ထိုင်ဘူးကွာငါဂျပန်ဆိုင်လည်းမထိုင်ဘူး ကျွန်တော်ကထိုင်မှုလေ ရာဒီဦးရှိနေရတာကာယာနေပါတယ်ပူတော့တော်ပူနေပါတယ်ကျွန်တော်မြန်မာစံတော်ချင်း ၄နာရီထိုးပါပြီ ထိုင်တူပါပြီငါတော့ပေါ်သွားရွာဒီလားတိုးစင်ဘာဆိုင်ဝင်လာသည် ဆန်းကလည်းမဟုတ်ဘူးလား အဲ့ဘာဆိုင်တိုင်ကြီးလေ ဘလို့ချင်းတူ ဟာ အဲ့ကလည်းဒီမှမရှိဘူးပုံနဲ့မရိုက်ခွက်နေ ခဏရှုပ်ဝဲလုံးပါရဲ့နော်20 ထိုင်းမှာ ဟမ် ထိုင်းမှာ လဲမရဘူး ဒီမှာမဟုတ်ဘူးလေ ဒီမှာပါ မဟုတ်ပါဘူးကျင်ညာထားပါ ဟုတ်လား20ရက်နေလုံးမဲ့ရတယ် ဟုတ်တယ်အခုကြောင်ကြအောင်တက်နေကောင်းရှုပ် ဟုတ်တယ် ဒီကတောင်ရောင်းနေပြီ ဟုတ်လားမတော်ကြည့်လာဦးလေ တော့ပြပါဦး တက်ကြီးဘူးစော်ပွဲ ငါးပေးတော့မကြည့် ဟမ်တက်ကြီးဘူးစော်ပွဲ ဘူးသူမကြည့်စော်နေလိုက်ကြည့်ပြန်လာ အင်္ဂလိပ်တရှင်လဲကြိုက်တယ်မြန်မာလူလေးလဲနားထောင်ကျင်တယ်ဆိုတခြင်းတစ်ပုတ်ရှိရပြောပြရပါလားနေမင်းရဲ့ ဟာတွေ့တယ်ကွာဆုံးလာမတွေ့ရတယ် ဝမ်းနာတယ်ရဲ့ ရောင်းတာလည်းရှိနေတယ်ကော တာလို့ sorry လူမြောက်ချင်းပြီးအဲ့ဒီဝဲပြီးရထက်ရခြေရရက်တော့ပတ်စံအဖြစ်ရအားလုံးကစဉ်းစားတော့ကြံတာတွေနဲ့ပြီးနေမှုပေါင်းတော့ပြန်အောင်ဝင်ခွင့်တိတ်ကစိတ်ကြရတဲ့နဲ့တောင်းခေါက်နဲ့ငါစိတ်အတမ်းပါနေစေနော်ဒီကဒီလောက်ပါပဲ ဒီကတော့တော့ပါပဲ နောက်ထပ်ဘလော့တွေမှာ နောက်တဲ့ဘလော့မှာပြန်ဆုံတွေ့ကြပါမယ် ကဲ ဘာမှမဟုတ်ပဲကြည့်ပြီးလို့လည်းကျေးဇူးတင်ပါတယ် ဘာမှမသိတဲ့ဘလော့ပါကျေးဇူးတင်ပါ ဘာမှမသိဘူးရှုပ်ခါနေတာပဲ ဟိုးမှာ ဘုံမှာဖိုင်မယ်မ ဘယ်မှာပါ ဟောပြီ တက်တာ တက်တာဒီတော့တက်တာလို့မရဘူးခါဆိုင်ကြလိုက်တော့တယ်မလားโอเคဘိုင် အေးโอเคအိမ်ပြန်ရောက်ပါပြီအားလုံးပဲဒီနေ့ဘလော့ကဒီလောက်ပါပဲเนาะဒီနေ့ကတော့ဘာမှမဟုတ်တဲ့ဘလော့ပါနောက်နေ့မှကွန်တန့်အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်တက်တာပါတက်တာ